အားလုံးမင်္ဂလာပါတရားတော်ဒီလိုဒီစီပန်လေးထုတ်ပြပေးသွားမှာဖြစ်ပါတယ်။ရှီယာရမီကိုတို3 ply နဲ့3.0 mm တော့ပေးထားပါတယ်။ပထမဆုံးမက်ဂျင်ရီလောက်ပါမယ်။ပြီးတော့ကျွန်တော်တို့အဲ့ဒီမက်ဂျင်ရီပေါက်ထဲမှာပဲတိုင်လက်9တိုင်လောက်ထုတ်ပေးရမှာဖြစ်ပါတယ်။တိုင်2တိုင်3တိုင်4တိုင်ပြီးတော့5တိုင်ထုတ်ပြီးဆိုလို့ရှိရင်အဲ့ဒီ matching တွေကြိုဆွဲလိုက်ပေါ့နော်ဆွဲပြီးဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးထုတ်ခဲ့တဲ့အဲ့ဒီပေါက်ထဲကိုတိုင်ပေါက်ထဲကိုထည့်မယ်ပြီးလို့ရှိရင်အဖြူအောင်ရှိနေဆက်မှာပေါ့နော်ဆက်တဲ့ချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ခဏထည့်ထားတဲ့ပထမဆုံးပေါက်ထဲကိုထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဆက်မရှိကိုအဲ့ဒီပေါက်ထဲနဲ့ဆွဲလာလိုက်ပါပြီးလို့ရှိရင်ဟိုဘက်ဒီဘက်နဲ့ကိုလို့ဆက်လိုက်မယ်လို့အဝိုင်းပေါက်ဆက်ရလာမှာပေါ့နော်ပြီးလို့ရှိရင်ဖုမီ3ခါတက်မယ်ပြီးတော့အဲ့ဒီအပေါက်ထဲမှာပဲတိုင်ရှိ3တိုင်ထိုးပါမယ်တစ်တိုင်နှစ်တိုင်ပြီးတော့3တိုင်ပြီးတော့ဖုမီ3ခါတက်ပါမယ်ပြီးတော့အဲ့ဒီအပေါက်ထဲမှာပဲကျွန်တော်တို့ရှက်ကော်နဲ့ပြဆက်မယ်ဖုမီ3ခါထပ်တက်ပါမယ်ပြီးလို့ရှိရင်နောက်တစ်ပေါက်မှာကျွန်တော်တို့တိုင်ရှိ3တိုင်ထပ်ထိုးမှာပေါ့နော်တိုင်2တိုင်ပြီးတော့3တိုင်လို့ရှိရင်ဖုမီ3ခါထိုးမယ်အနောက်ကလို့ပဲအဲ့ဒီပေါက်ထဲမှာပဲချက်ကော်နဲ့ပြတ်ဆက်မယ်ပြီးလို့ရှိရင်ဖုမီ3ခါထပ်ထိုးမယ်ပြီးတော့အဲ့ဒီအတိုင်းပဲနောက်တစ်ပေါက်ထဲမှာတိုင်ရှိ3တိုင်ထပ်ထိုးမယ်ပြီးလို့ရှိရင်ဖုမီ3ခါထိုးမယ်ပြီးတော့အဲ့ဒီအပေါက်ထဲမှာပဲပြတ်ဆက်မယ်ပြီးလို့ရှိရင်နောက်တစ်ပေါက်မှာဖုမီ3ခါထိုးမယ်ပြီးတော့တိုင်ရှိ3တိုင်ပြီးတော့ဖုမီ3ခါပြီးတော့အဲ့ဒီအပေါက်ထဲမှာပဲပြတ်ပြီးတော့မှချက်ကော်နဲ့ဆက်မယ်အဲ့ဒီပုံစံအတိုင်းပဲကျွန်တော်တို့ငါးပေါင်းများအထိထိုးတော့ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ငါးပေါင်းများထိရောက်ပြီဆိုလို့ရှိရင်ဖုမီ3ခါတက်မယ်အဲ့ဒီအပေါက်ထဲမှာပဲချက်ကော်နဲ့ဆက်မယ်ပြီးလို့ရှိရင်ရှေ့ကိုဟိုဖက်ပေါက်ထဲအောက်ဖက်ပေါက်ထဲနေပြီးတော့မှချက်ကော်နဲ့ထပ်ဆက်မယ်ပြီးတော့တိုင်တို့တစ်ခါထိုးပါမယ်ပြီးလို့ရှိရင်ကြိုးဖြတ်လိုက်လို့ရပါပြီအနာအဝါရကြိုးလည်းထပ်ဖြတ်လိုက်လို့ရပါပြီပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမျိုးဒေးစီပန်လေးရလာမှာဖြစ်ပါတယ်ပေါ်ပလိုက်တော့8ပလိုက်နဲ့ထိုးမယ်ဆိုလို့ရှိရင်တော့ပန်ကပိုလာမှာဖြစ်ပါတယ်အခုကရှင်းနေတဲ့တေးသွားတာဆိုတော့နည်းနည်းလေးမညာလေးဖြစ်သွားတာပေါ့နော်